အားလုံးပဲမင်္ဂလာပါရက်ကိုမင်း YouTube channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Manchester United အသင်းက2025-2026 ဂျာစီမှာဝတ်ဆင်မဲ့အိမ်ကွင်းအင်ကြီးဂျာစီအသစ်ကိုဗီဒီယိုတစ်ပုဒ်နဲ့အတူခန်းခန်းနာနာမိတ်ဆက်ခဲ့ပြီးပဲဖြစ်ပါတယ်ဒါအပြင် Matthias Cunha ရဲ့အပြောင်းအရွှေ့ကိုပါတပါးတဲ့ဗီဒီယိုနဲ့အတူတင်ဆက်သွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဂျာစီအသစ်ကလေးရဲ့ပြောင်းလဲလာမှုဘယ်နှခုနှစ်ကဂျာစီတွေနဲ့ inspire ယူထားတာဘယ်နှခုနှစ်ကဂျာစီတွေနဲ့ခက်ဆစ်စင်တူတာဒါတွေကိုလေ့လာတော့မှာပဲဖြစ်ပါတယ်ဆိုတော့တလုံးသိတဲ့အတိုင်း Premier League တချို့အသင်းတွေကယာဒီသိန်းကနီးမနစ်ကယာဒီသိန်းကနီးမှနေသူတို့ရဲ့ဂျာစီကိုမိတ်ဆက်တဲ့အသင်းတွေရှိပါတယ်ဒါပေမဲ့ Manchester United ကတော့အမြဲတမ်းနောက်ကျပြီးမှမိတ်ဆက်လေးရှိတဲ့အတိုင်းအခုဂျွန်လ12ရက်နေ့မှာတရားဝင်မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ general look အရကြည့်မယ်ဆိုရင်တော့ Manchester United ကအိမ်ဝင်းမှာအနီရောင်သုံးပါတယ်အခုလည်း classic red အနေနဲ့အနီရောင်ဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီအနီရောင်ရဲ့နောက်ခံသမိုင်းကြောင်းအနေနဲ့ကတော့ red devil ဆိုတဲ့အတိုင်းပဲအနီရောင်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဂုတ်မှာကျွန်တော်တို့အမဲပေါ့နော်ဆိုတော့အမဲဂုတ်အနေနဲ့ပြောထားပေမဲ့အဲ့ဒီအမဲရဲ့အလယ်မှာအဖြူစင်းလေးပါပါတယ်ဒါကဘာဖြစ်လို့ထည့်ပြောတာလဲဆိုတော့2025-26 League version တွေဆိုပြီးတရားဝင်မိတ်မဆက်ခင်ထွက်ထားတဲ့ version တွေရဲ့တချို့ version တွေမှာအဖြူ line မပါပါဘူးတခါတလေဝယ်တဲ့အချိန်မှာမှားရွေးဝယ်ပြီးမှဆိုလို့ဖြစ်ပါတယ်နောက်တစ်ခုကတော့လက်နှစ်ဖက်ရဲ့ဒီလိုပခုံးမှာသုံးထားတဲ့အဲ့ဒီတဲ့အစင်း၃စင်းကတော့အမဲအစင်းတွေဖြစ်ပါတယ်ဆိုတော့အမဲအစင်းတွေကတော့ကျွန်တော်တို့2018-2019မှာလည်းအမဲအစင်းတွေသုံးခဲ့ပါတယ်ဒီလိုအမဲအစင်းသုံးတယ်2022-2023ကျွန်တော်တို့တန်ဟန်နဲ့ Carabao Cup ရတဲ့အချိန်မှာလည်းအမဲအစင်းပါတယ်2023-2024တန်ဟန်နဲ့ပဲကျွန်တော်တို့ FA Cup ရတဲ့နှစ်မှာလည်းပဲအမဲအစင်းပါပါတယ်အခုလည်းအဲ့ဒီအမဲအစင်းကိုပြန်လည်အသုံးပြုထားပါတယ်အနည်းငယ်ပြောင်းလဲသွားတဲ့ပုံရဆိုရင်တော့လက်မောင်းနှစ်ဖက်လို့ခေါ်တဲ့ slip မှာကျွန်တော်တို့အကြောင်းဘယ်လိုပြောရမလဲကျွန်တော်အကွက်ကလေးတွေပါလာတာပဲဖြစ်ပါတယ်ဒါလည်းပဲသတိထားစရာပါ2025-2026 League version ဆိုပြီးထွက်လာတဲ့လက်မောင်းတွေမှာတော့ဒီလိုအင်ကြီးလိုအရှိလိုမျိုးဖြောင်ကြီးလိုမျိုးဖြစ်နေတတ်ပါတယ်အခု Manchester United အသင်းရဲ့တရားဝင်ကြေညာတဲ့ jersey အသင်းမှာတော့လက်မောင်းနှစ်ဖက်က slip မှာကျွန်တော်တို့အကွက်ကလေးတွေပါလာပြီးတော့အရှိကတော့ဖြောင်ပါအဲ့ဒါကဘာလို့ inspire ယူထားတာလဲဆိုတော့1996-1999ကျွန်တော်အခုပြထားတဲ့ jersey လိုမျိုးပဲလက်မောင်းနှစ်ဖက်ကတော့အပြောက်တွေနဲ့အရှိမကျွန်တော်တို့ပြောင်းပါအဲ့ဒီဟာကို inspire ယူပြီးတော့အခုပြန်လုပ်ထားတာဖြစ်ပါတယ်1996-1999 jersey နောက်ပိုင်းမှာအဲ့လိုလက်မောင်းနဲ့အရှိကအတူတူဖြစ်နေပါတယ်ကွဲပြားခြင်းမရှိပါဘူးအခုဆိုရင်ကျွန်တော်ဒါ2022-2023ဆိုရင်အရှိကအကွက်လက်မောင်းအကွက်အရှိရပြောင်ဆိုရင်လက်မောင်းကလည်းပြောင်ပါဆိုတော့အခုဂျာစီမှာတော့အရှိရပြောင်ဒါပေမဲ့လက်မောင်းတစ်ဖက်ကတော့အကွက်ကလေးတွေနဲ့ဖြစ်လာပါတယ်ပြီးရင်တော့ဒီလိုအရှိမှာကျွန်တော်တို့အမဲအစင်းချောင်းလေးတစ်ချောင်းပါပါတယ်အဲ့ဒါတော့အရှိရဲ့ look ပုံစံဖြစ်ပါတယ်နောက်ကအချက်ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်တော့ပခုံးမှာကျွန်တော်တို့တချို့ဂျာစီတချို့ခုနှစ်တွေရဲ့ဂျာစီတွေမှာဆိုရင်တရေနီပုံစံကျွန်တော်တို့ပါပြီးတော့အခုတင်ပါတော့ theater ဆို dream ဆိုပြီးတော့ကျွန်တော်တို့စာသားလေးပါပါတယ်ကျန်တဲ့ဟာကတော့ပြောင်ပဲဖြစ်ပါတယ်ဆိုတော့အခုသုံးသပ်သွားပြီးတဲ့အခုလေ့လာတဲ့ဗီဒီယိုကြီးကတော့ကျွန်တော်တို့ Manchester United ရဲ့ဂျာစီအသစ်ကိုကျွန်တော်တို့လေ့လာကြည့်သွားတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဗီဒီယိုကနေပုံထဲကနေတွေ့တဲ့အတိုင်းလေးကိုပဲပြန်ပြီးတော့လေ့လာကြည့်တာပေါ့နော်ဆိုတော့ကျန်တဲ့အသေးစိတ်ကတော့လက်ထဲကိုကျွန်တော်တို့ရောက်ရှိလာတဲ့အခါကျမှအသားနာစာတခြားပြန်ပြီးတော့သုံးသပ်သွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားဖို့တောင်းဆိုပါတယ်အားလုံး bye bye